အားလုံးမင်္ဂလာပါလို့နော်အားလုံးဝလင်းရဲ့ like ကိုကြည့်နေတဲ့မိသားစုဝင်တွေအကုန်လုံးမင်္ဂလာပါနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့လည်းဝလင်းတကယ်ရှင်နေရတိုင်းဆုတောင်းပါတယ်နော်ကျွန်တော်ချက်ပေါက်ကနေလာပြီးတော့လေလောကိစ္စကလွှဲရင်ပေါ့နော်ဟိုတိုက်ခိုက်စော်ကားတဲ့တကလုံးတွေလာပို့ပြီးတော့ပို့တဲ့သူတွေကိုကျွန်တော်ပြောချင်ပါတယ်နော်ကျွန်တော်တို့တွေကရန်သူတွေလည်းမဟုတ်ပါဘူးနော်အဲ့ဒါဘာရညို့ရန်သားမှန်လဲရှိကြတဲ့သူတွေမဟုတ်ပါဘူးနော်ကျွန်တော်ကစေတနာနဲ့ကျွန်တော်တက်နိုင်တဲ့နေရာကနေပြီးတော့ကျွန်တော်အကောင်းဆုံးကြိုးစားပေးတယ်အကောင်းဆုံးလုပ်ပေးတယ်နော်ဘသူကိုမှကျွန်တော်တိုက်ခိုက်စော်ကားတာခြင်းမပါဘူးကျွန်တော်ရဲ့ကောက်ထဲမှာလည်းကျွန်တော်တို့ပေးနေတဲ့ဆရာတွေရှိပါတယ်ဆရာမတွေလည်းရှိပါတယ်နော်သူတို့တွေရဲ့ live တွေလည်းကျွန်တော်ကြည့်တယ်ဘာလို့ကျွန်တော်လေးလေးသားသားအသေးပြန်ပေးတယ်ပေါ့နော်ဒါမျိုးလေးတွေပါပဲကျွန်တော်ဟာဘသူပေါ်မှာနောက်ရက်စော်ကားခြင်းမရှိပါဘူးနော်အဲ့ဒါကျွန်တော်ဘောအမြင်မတူလို့တိုက်ခိုက်စော်ကားနေတဲ့သူတွေကိုလည်းကျွန်တော်မေတ္တာပြစ်လို့ပြောတာမဟုတ်ပါဘူးเนาะမေတ္တာသံသောစကားတစ်ခုကိုပဲကျွန်တော်ပြောချင်ပါတယ်လူဘဝလေးကခဏလေးနေရတာပါเนาะဘာမှမဟုတ်တဲ့အရာတစ်ခုနဲ့အာဃာတတွေเนาะမနာလိုမှုတွေဝန်တိုးမှုတွေကိုအတက်နိုင်ဆုံးဖြေဖြောက်ပါเนาะဒါလေးကိုပြောချင်တာပါเนาะဒါလေးကိုပြောချင်တာပါအဲကြတော့အပြုံးလေးနဲ့ပဲတယောက်နဲ့တယောက်နေတာကောင်းပါတယ်လို့เนาะကျွန်တော်တက်နိုင်တဲ့နေရာနေကျွန်တော်ယုံကြည်တဲ့သူတွေအတွက်ကိုကျွန်တော်ကြိုးစားပေးတယ်เนาะကျွန်တော်ယုံကြည်တဲ့သူတွေအတွက်ပဲကျွန်တော်ရှင်သန်ပေးပါတယ်เนาะအဲ့လိုပြောပါတချို့တွေလည်းရှိပါသေးတယ်เนาะဟိုပေါက်ပေးမပေးဘူးလားတို့ဟိုမခေါ်ဘူးလားတို့เนาะဒါမျိုးလေးတွေလည်းမေးတဲ့သူတွေရှိပါတယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမှတော့အခုမင်းညလာပြီးတော့ပြောတဲ့သူဆိုလို့ရှိရင်เนาะအိမ်ရောက်ငွေချေမရဘူးလားတဲ့ကျွန်တော်က online shopping ရောင်းတာမှမဟုတ်ဘဲနဲ့เนาะအိမ်ရောက်ငွေချေတွေပါပြောနေဆိုကျွန်တော်ဘယ်လိုပြောလို့ပြောရမှာမသိဘူးเนาะအဲ့လိုမျိုးတွေရှိပါတယ်เนาะအဲ့တော့အိမ်ရောက်ငွေချေမရဘူးလားတို့เนาะပေါက်ပေးမရဘူးလားဆိုတဲ့သူတွေအတွက်ကျွန်တော်ပေါက်ပေးလည်းမခေါ်ပါဘူးအိမ်ရောက်ငွေချေလည်းမရပါဘူးကျွန်တော်စေတနာနဲ့ပေးနေတာပါတကြတဲ့ပြမှလည်းမယူပါဘူးဒီနေ့တော့ကြာနေပွဲအတွက်လည်းကျွန်တော်မှချပေးထားခဲ့ပါမယ်เนาะအဲ့ကြတော့ကိုဒီမတွေအားလုံးသောမိသားစုဝင်တွေအတွက်ကျွန်တော်အကောင်းဆုံးကြိုးစားပေးနေပါတယ်เนาะဒါလေးကိုပြောပြတာပါမေတ္တာသံသောစကားကိုဒါပြောပါမေတ္တာသံတဲ့အတွေးခေါ်တွေနဲ့ဒါတွေးပါမေတ္တာသံတဲ့တန်ရောစင်နေနဲ့ဒါချီပွဲပါเนาะအမုန်းတွေအာဃာတတွေနဲ့ဘဝကိုမရစ်ပတ်ပါနဲ့လို့เนาะအားလုံးသိချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးမရှိမလားမဝဆိုတဲ့စကားတွေဘယ်တော့မှမကြားပြရစေနဲ့မမြင်ပြရစေနဲ့မတွေ့ပြရစေနဲ့ခင်ဗျာအားလုံးချဲတဲ့မိသားစုဝင်တွေမှရေးပေးထားခဲ့ပါမယ်ဝင်ယူကြပါတေချာပေါက်ရပါလိမ့်မယ်เนาะတောက်ကြပိတ်ဖို့အတွက်